ဖိုး20ပါတယ်တအုပ်မှာတောင်း အဖိုးရင်20ပါတယ်ဆိုနေ့ကပြားထုတ်900ပဲတန်တာဗော ငါကြပြားစာအုပ်ထုတ်တယ်ဆိုတာငါနဲ့ရင်ဘတ်ချင်းညီးသက်တဲ့သူတွေမျှဝေငါမျှဝေရမယ့်သူတွေစီးရင်ထဲမှာဒီလိုလိုအတုံးကြီးဆန့်ထွက်နေပေါ့မှတ်တာ မိုးဆက်လိုယောက်ျားမျိုးသူအိမ်တော်ပြေးဝင်ရခဲ့တယ်ဆိုတော့ဒီကောင်မလေးကန်ကောင်းတာကိုမိုးဆက်ကိုလည်းနေအခုချိန်ထိချစ်နေတော့ ဘုရားနာမှာနေအခုလိုမျိုးရှိဘုရားတော့ကြောက် ဒီစိတ်ဝင်စားတယ်ငါတို့မိဘတွေကျေဝချမ်းသာမှုမိမိလာစိတ် ငါသူ့မျက်နှာကိုလည်းမမြင်ချင်သူ့အတန်ကိုလည်းမကြားချင်ငါသူ့ကိုအရန်မုန်းတယ်ဒီကမှငါမမြင်ချင်သောလူသားဆိုလို့ရှိရင်သူ့ပဲဟဲ့ နေငါတို့စိုက်ကျင်လို့ရှိရင်နင်းနဲ့မိုးစနေဒီတက်ပုံဒုက္ခရောက်နေနော် နင်တို့ဘာတွေပဲလို့နင်သိထားရမှာတခုอ่ะငါနဲ့ကိုမိုးဆက်ရဲ့အချစ်ကဘယ်တော့မှရစ်တက်သွားမှာမဟုတ်ဘူးဆိုတာလေ လေးကြပါလားတက်ပါမယ်ချောက်ပါဟေး